ကဲ9ရောက်တော့ရှိပြီဆိုတော့နည်းနည်းလေးစပြောမယ်ဗျာသိလားအဓိကဒီအခုငလင်ကကျွန်တော်တို့ကမင်းအွန်လိုင်းကိုအကြီးအခွင့်အရေးပေးလိုက်တယ်ဆိုတာခင်ဗျားတို့သိလားအခုငလင်ကဒီကျွန်တော်တို့ဒီခေတ်ဆက်ကျွန်တော်တို့နိုင်ငံရဲ့ဒီစစ်တပ်တမိုင်းမှာတခါမှမလုပ်ဘူးတဲ့အလုပ်မျိုးကိုအခုလက်ရှိမင်းအွန်လိုင်းလောက်လာတာကိုကျွန်တော်တို့မြောင်ဝမ်းတင်နေတွေ့မြင်ရတယ်ဗျအဲ့ဒါဘာလဲဆိုတော့ဒီနိုင်ငံတကာအကူအညီတွေကိုသူတောင်းတယ်တရားဝင်သူတောင်းတယ်ဒီနေဝင်လက်ထက်မှာလည်းနိုင်ငံတကာအကူအညီကိုတောင်းခဲ့တာမရှိသလိုအဲ့လိုတရားဝင်ကြီးပေါ့နော်တရားဝင်ကြီးနေဝင်လက်ထက်မှာလည်းနိုင်ငံတကာအကူအညီမတောင်းခဲ့ဘူးအဲ့လိုပဲကျွန်တော်တို့တန်းရွှေလက်ထက်မှာတုန်းကလည်းဒီနာဂစ်မုံတိုင်းဖြစ်တဲ့အချိန်မှာနိုင်ငံတကာအကူအညီကိုသူလုံးဝတောင်းသွားတာကျွန်တော်တို့မတွေ့ရဘူးအခုမင်းအွန်လိုင်းလက်ထက်မှာကြောက်တော့တရားဝင်နိုင်ငံတကာအကူအညီတောင်းတယ်အဲ့တော့နိုင်ငံတကာတွေကဝင်လာမဲ့အချိန်မှာ तू ကဘာလုပ်လဲဆိုတော့လက်ရှိ तू အကျိတ်နဲ့အခန်းစားအရုံကမန္တလေးမဟုတ်ဘူးဗျနေပြည်တော်ဗျအဲ့နေပြည်တော်ကိုပဲအဓိကဒီခုကျွန်တော်တို့စင်ကာပူရယ်ရုရှားရယ်တရုတ်ရယ်နော်ထိုင်းရယ်နော်အဲ့နိုင်ငံတွေကရောက်လာတယ်ဟောင်ကောင်ကိုလုံးဝဝင်ခွင့်မပေးတာဟောင်ကောင်ကိုလုံးဝဝင်ခွင့်မပေးတာသူတရုတ်နဲ့ပြဿနာတက်မှာကြောက်လို့လက်ရှိမလေးရှားတို့ဘာတို့ကအကူအညီတွေရောက်နေတယ်အဲ့ဒါတွေအကုန်လုံးကနေပြည်တော်ထဲမှာပဲအကုန်လုံးအကူအညီပေးနေကြတယ်ဒါပေမဲ့တရုတ်နိုင်ငံတစ်ခုတည်းကိုမန္တလေးကိုအကူအညီခွင့်ပေးလိုက်တယ်မန္တလေးမှာကျွန်တော်တို့Sky Villa Control Area မှာအများစုနေထိုင်တာတရုတ်တွေဖြစ်တယ်တရုတ်နိုင်ငံသားတွေမြန်မာပြည်မှာလာနေတဲ့လူတွေအများစုနေထိုင်တာဖြစ်တယ်အဲ့တော့တရုတ်တွေကသူတို့နိုင်ငံသားတွေကိုသူကယ်တင်မှုရောက်လာခြင်းဖြစ်တယ်ကျွန်တော်တို့ကူညီတယ်ဆိုတဲ့ခေါင်းစဉ်အောက်ကနေသူတို့နိုင်ငံသားတွေပိတ်မိနေတဲ့သူတို့နိုင်ငံသားတွေငလင်အောက်မှာရောက်သွားတဲ့သူတို့နိုင်ငံသားအများစုကိုသူတို့ကယ်ထုတ်ဖို့ကြိုးစားဖို့အတွက်မန္တလေးကိုတော့တရုတ်တွေဝင်ခွင့်ပေးလိုက်တယ်ကျန်တဲ့နေရာတွေကိုတော့လုံးဝသွားလာခွင့်မပေးသေးပါဘူးစကိုင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီပြောမယ်ဆိုလို့ရှိရင်အသက်ရှင်ခွင့်ရနိုင်ပါတော့လဲအသက်ရှင်ခွင့်မရခဲ့တဲ့သူတွေအများကြီးရှိပါတယ်အခုအရန်ကြီးအပုံနဲ့ထောင်ထနေအောင်ဖွက်ပြီးတော့လုံးဝနေလို့မရတော့တဲ့တိလိုက်ရှင်ကြောင်းတစ်ကြောင်းမှာစစ်တပ်ကဝိုင်းပြီးတော့သူတို့လုံနေလားမဟုတ်ပရိုက်ရသမားတွေခေါ်ပြီးတော့ပဲဝင်တိုးခိုင်းတာတွေ့ရတယ်စစ်တပ်ကအပြင်ကနေဝင်းရံတဲ့သဘောမျိုးအဆင့်လောက်ပဲကျွန်တော်တို့တွေ့ရပြောမယ်ဆိုအင်းနဲ့အားနဲ့လုံနေတဲ့သဘောမျိုးမတွေ့ရဘူးကျွန်တော်တို့ပြည်သူတွေကပဲလိုက်ပြီးတော့တွားနေရတယ်ကျွန်တော်တို့စကိုင်းဘက်အချမ်းမှာကြတော့ကျွန်တော်တို့ပြည်သူကိုပြန်ကူညီပေးတဲ့အဆင့်တွေမှာပဲကျွန်တော်တို့ရက်နေတယ်နိုင်ငံတကာအကူအညီတွေစကိုင်းဘက်ကိုလုံးဝမရောက်သေးပါဘူးအဲ့တော့ကျွန်တော်တို့မန္တလေးဘက်မှာကကြတော့ကျွန်တော်တို့လောလောဆယ်ရန်ကုန်ဘက်ကတက်လာဖို့ဆိုရင်တော့ကျွန်တော်တို့တော်တော်လေးကိုခက်ခဲနေတာကိုကျွန်တော်တို့တွေ့ရတယ်ပြောမယ်ဆိုမန္တလေးကိုလာဖို့အတွက်အစင်းကျွန်တော်တို့ကြော်ဖြတ်နေရတဲ့အနေအထားတစ်ခုလည်းကျွန်တော်တို့တွေ့နေရတယ်အဲ့တော့ကျွန်တော်ဒီနေရာမှာကျွန်တော်ပြောချင်တာမင်းအွန်လိုင်းအတွက်ထွက်ပေါက်ရသွားတဲ့ငလင်မရဲ့ဒါကိုကျွန်တော်တို့ကဒီပြောမယ်ဆိုလို့ရှိရင်ပြည်သူတွေကိုဓာတ်ရိုက်အကူအညီတွေရောက်ဖို့ကျွန်တော်တို့နှိုးဆော်ပေးရမှာဖြစ်ပါတယ်ပြည်သူတွေစီကိုဓာတ်ရိုက်အကူအညီရောက်အောင်မနှိုးဆော်ပေးနိုင်လို့ရှိရင်ကျွန်တော်တို့လုံနေတဲ့ဒီတိုင်းပြည်အတွက်ဆိုပြီးကျွန်တော်တို့လုံနေတဲ့ကျွန်တော်တို့ရဲ့အလုပ်ရက်တွေကပါတော့မိကုန်းထုတ်စရာဖြစ်လာပြီလေကျွန်တော်တော်လိုင်းကြီးလုံနေတာကဒီတိုင်းပြည်ကိုလွတ်မြောက်ခြင်းစိတ်တာယာခြင်းစိတ်စီပင်ဝါပြောစင်စိတ်နဲ့ကျွန်တော်လုံတာဒီပြည်သူတွေအတွက်ကျွန်တော်တို့လုံနေတာဖြစ်တယ်ကျွန်တော်ပြောချင်တာအဲ့ဒါဒီပြည်သူတွေတော့လုံနေတာအခုနိုင်ငံတကာကဟိုဗာလဲ EU တို့
သူတွေလေဒီပြည်သူတွေစီပင်ဝါပြောဖို့အေဂျင့်တာရဖို့အတွက်ကျွန်တော်တို့လွတ်မြောက်ကျွန်တော်တို့တိုင်းပြည်တစ်ခုလုံးလွတ်မြောက်ဖို့ကျွန်တော်တို့စူးစမ်းနေကြတာလေအခုတော်လိုင်းကြီးကကျွန်တော်တို့တိုင်းပြည်လွတ်မြောက်ဖို့ကျွန်တော်တို့တိုင်းပြည်စီပင်ဝါပြောဖို့အတွက်လိုအပ်တဲ့ဥပဒေသားတွေရေးဆွဲနိုင်ဖို့အတွက်မိစ္ဆာတတိုက်ကိုကျွန်တော်တို့တော်လှန်နေကြတာလေပြည်သူတွေအတွက်လုပ်နေတာအခုပြည်သူတွေအခက်အခဲဖြစ်နေတယ်လေနိုင်ငံရေးကပပနဲ့ကလေးအလုတ်လုတ်ပါစောက်တော်လေးမလုံနဲ့ခမောက်ဆဲနေရတယ်လိုင်းပေါ်မှာပလူပြန်နေပြီအဲ့ဒါတွေကကျွန်တော်တို့လက်ရည်အဲ့ဒါတွေအပြန်လည်လောက်ရမယ့်အလုပ်တွေမဟုတ်ဘူးအဲ့ကူလိုင်းပေါ်မှာကြည်နေတဲ့လူတွေအားလုံးကိုကျွန်တော်အနေနဲ့အကူကြီးတစ်ခုတောင်းနေတာကအခုလာလူနေတဲ့အလူရှင်တွေရှိတယ်ဝိုင်းပြီးတော့ပြည်သူတွေကိုတိုက်ရိုက်လူဖို့ဝိုင်းပြီးတော့ပို့ကြပါဝိုင်းပြီးတော့ပြောကြပါလို့ကျွန်တော်အနေနဲ့အကြံပေးလို့ပါတယ်နော်ပြည်သူတွေအားလုံးကိုကျွန်တော်ပြောချင်တာအဲ့ဒါပါနော်နောက်ပြည်သူတွေအနေနဲ့လည်းမရှင်းတာရှင်းလေကျွန်တော်မေးလို့ရတယ်နော်နော်ကဲကြည့်အဲ့မှာကြည့်ရှင်းရှင်းလေးအမှတယောက်တက်လာပြီပါလေဘကူးမကိုမောင်ဟုတ်လားနော်နော်အခုမှကျွန်တော်တို့နိုင်ငံမှာဘယ်လောက်ထိစောက်ချင်းရုပ်ဖို့ကောင်းလဲကြည့်ပြည်သူတွေတော့ဒုက္ခရောက်နေတာမှာစေယုံစေးကန်းတွေပိတ်ထားတယ်လက်ငင်းငွေချေစနစ်နဲ့ပဲရောင်းတယ်တဲ့ထိုင်းနိုင်ငံကကြတော့အမှဘာစေးဝါယူအကုန် free ဆိုပြီးတော့မှချနေကြပြီကျွန်တော်တို့တိုင်းပြည်ကတကယ်ဗျာတခါတလေလည်းတွေးမိတယ်သိလားနော်တခါတလေလည်းတွေးမိတယ်ကျွန်တော်တို့တွေဒီအတ္တသမားတွေကဒီတိုင်းပြည်တွေကနေဘလို့ပြက်ကွယ်သွားအောင်ကျွန်တော်တို့လုပ်ရမလဲနော်စဉ်းစားကြည့်နော်တချို့အမှရေတံမှုတွေဈေးကြီးရောင်းနေတဲ့စံတပီကို1000ကျော်သွားပြီတဲ့မန္တလေးမှာဒီနေ့နော်ရေတံတပူ3000နဲ့မချဘူးတဲ့ဈေးတွေဗျာနော်ဟုတ်တယ်ကျွန်တော်အလူရှင်တွေလည်းကျွန်တော်ဒီကနေကျွန်တော်တက်နိုင်သလောက်ကျွန်တော်ပြောတယ်အကိုကြီးကျွန်တော်တို့ကအညာပူပြင်းတဲ့အချိန်ကရေတော်တော်ပြတ်တောက်နေတယ်နော်ပြတ်နိုင်လို့ရှိရင်ငလင်လောက်ထားတာဖြစ်တဲ့အတွက်ဒီရိုးရိုးရေတင်းရေတွေကန်ရေတွေကျွန်တော်တောက်ဖို့ကမလွယ်ဘူးအဲ့တော့ရေတက်နိုင်သလောက်ကူညီပြီးတော့ဆောင်ရွက်ပေးပါဝိုင်းပြောကြပါနော်အဲ့လိုမျိုးတွေလုပ်ရမယ်နော်ကျွန်တော်တို့ပြည်သူတွေလည်းမအပါနဲ့ဟိုပြောမှဆိုရင်အလူရှင်တိုင်းကဟိုပြည်သူတွေကိုဓာတ်ရိုက်လှူတဲ့စနစ်ကိုကျင့်သုံးပေးဖို့ကျွန်တော်အနေနဲ့မြစ်တာရက်ခံလိုပါတယ်ဒီလောက်ပါပဲဗျအများကြီးပြောလို့ရှိရင်လည်းကျွန်တော်အမားတွေပါမှာစိုးရတယ်တော်လိုင်းကြီးကာလာလည်းဖြစ်အခုလိုပြည်သူတွေခက်ခဲနေတာကိုကြည့်ပြီးတော့ကျွန်တော်တို့အနေနဲ့လည်းတော်တော်လေးကိုရေချိုးမရဖြစ်ရပါတယ်အဲ့တော့ကျွန်တော်တို့လည်းပြောမယ်ဆိုရင်တော့ပြည်သူတွေနဲ့အနည်းဆက်ဆုံးမှာကျွန်တော်တို့ရှိနေတယ်ကျွန်တော်တို့လုံနိုင်တဲ့လောက်ကျွန်တော်တို့လုပ်ပေးနေပါတယ်လို့ပြောကြရင်းနဲ့ဒီလောက်ပါပဲနေကုန်းချုပ်ပါတယ်နော်